ဖိုင်နယ်ရောက်သွားတဲ့လေသမားလိအသင်းအာဆင်နယ်အသင်းကပိုကောင်းနေပြီပြောဂိုးပေါ်သွင်းတဲ့ PSG ကချန်ပီယံလိဖိုင်နယ်ကျင်းပမဲ့မျိုးနစ်ကိုအရောက်လန်းနိုင်ခဲ့ပြီဖြစ်ပါတယ်။နီးပြအန်ဒရီရဲ့လက်အောက် PSG ဟာခေတ်တစ်ခုကိုအကောင်းဆုံးစတင်နေပြီးတမိုင်းမှတ်တမ်းတစ်ခုရေးထိုးဖို့တာဆူနေပါတယ်။ PSG ဟာပုံစံတင်နဲ့ကျင်းပတဲ့ချန်ပီယံလိပြိုင်ပွဲမှာကနဦးအဆင့်၈ပွဲကစား၄ပွဲနိုင်တပွဲသည်၃ပွဲရှုံးနေကအဆင့်15ချိတ်ခဲ့တာပါ။ရှုံးထပ်ပလီယောအဆင့်မှာတနိုင်ငံတဲ့ကလပ်ဘရက်စ်ကိုဂိုးပြတ်အနိုင်ယူပြီးတစ်ဆင့်ညတက်လာတာကဖိုင်နယ်ကိုရောက်ခဲ့ပါပြီ။အပေါ်အဆင့်ကိုရောက်လာလေခြေစွမ်းရောစိတ်သက်ပိုင်းမှာပိုကောင်းလာတဲ့အပြင်အင်္ဂလန်ကလပ်တွေကိုကောင်းကောင်းကြီးဖြုတ်ချခဲ့ပါတယ်။လီဗာပူးနဲ့အက်စတွန်ဗီလာကိုပညာပေးပြီးတဲ့နောက်အာဆင်နယ်ကိုနှစ်ကြော့စလုံးအနိုင်ရကဖိုင်နယ်နဲ့ထိုက်တန်ခဲ့တာပါ။မန်စီးတီးကိုလည်းဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဆီမီဖိုင်နယ်ဒုတိယအကြော့မှာအာဆင်နယ်ကိုမနိုင်နိုင်အောင်ကစားခဲ့တဲ့အပြင်နီးပြအန်ဒရီရဲ့အစွမ်းစားကလည်းအရေးပါခဲ့ပါတယ်။အာဆင်နယ်အသင်းပိုကောင်းတဲ့ဆိုတာကိုအင်္ဂလိပ်ကလက်မခံဘဲနှစ်ကြော့စလုံးဂိုးပိုသွင်းခဲ့ကြောင်းဆိုခဲ့ပါတယ်။တကယ်တော့ပြင်သစ်လီဂူဟာ PSG အသင်းနဲ့ပြိုင်နေသလိုမျိုးဖြစ်နေတာကြောင့်လေသမားလိလို့စောင့်ချင်းခံနေရပါတယ်။ပရီးမီးယားလိ၄သင်းစလုံးကိုကြော်ဖြတ်ခဲ့ပါပြီ။ကောင်းပြီလေသမားလိကိုတီလာငါတို့ကလေသမားလိအသင်းမှာဒါကတော့နီးပြအင်္ဂလိပ်ပြောကြားခဲ့တာပါ။ PSG ဟာဒီနှစ်ဘောလုံးရာသီမှာလေကူဖလားရထားပြီးပြင်သစ်ဖလားနဲ့ချန်ပီယံလိမှာဖိုင်နယ်ရောက်ရှိကဖလားသုံးလုံးမျှော်လင့်ချက်ရှင်သန်နေပါတယ်။ PSG ဟာလာမယ့်မေ31ရက်မြို့နယ်မှာဖိုင်နယ်အဖြစ်အင်တာမီလန်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ဒေတာတွေအရချန်ပီယံလိဖိုင်နယ်မှာစပိန်အင်္ဂလန်နဲ့ဂျာမနီအသင်းတွေမပါဝင်တာက22နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ဘာစီလိုနာအသင်းနဲ့ချန်ပီယံလိရဖို့တဲ့အင်္ဂလိပ်တယောက် PSG ကိုပထမဆုံးအကြိမ်ချန်ပီယံလိဖလားယူပေးမလားကစောင့်ကြည့်ရမှာပါ။အရာယူပေးနိုင်ခဲ့ရင်လေသမားလိအသင်းရဲ့အောင်မြင်မှုကကြီးကျယ်ခမ်းနားနေမှာသိကြပါတယ်The spice of life.